မြန်မာနိုင်ငံမှာပထမဆုံးယထာဘဏ္ဍခုနှစ်ကစတင်ခဲ့လေတင်သိပါသလား1898ခုနှစ်မေလတည့်ရက်နေ့မြန်မာသမိုင်းနဲ့မှာပထမဆုံးယထာလန်ကိုဖွင့်လှစ်ခဲ့ပါတယ်အဲ့ဒီလမ်းကြောင်းကတော့ရန်ကုန်မြို့မှာပြည်ထီ160သမိုင်းရှည်လျားခဲ့ပါတယ်ယထာလန်ကိုတော့ဗြိတိရှအုပ်ချုပ်ခေတ်1894ခုနှစ်1948အတွင်းမှာအင်္ဂလန်မှအင်ဂျင်နီယာများနဲ့အိန္ဒိယမှကျွမ်းကျင်လုပ်သားများအပါအဝင်မြန်မာဒေသခံအလုပ်သမားများပါဝင်လှုပ်ဆောင်ခဲ့ပါတယ်ပထမဆုံးယထာကတော့အင်္ဂလန်မှတင်သွင်းလာတဲ့မီးသွေးသုံး steam locomotive ဖြစ်ပါတယ်။အဲ့ဒီချင်းကလူတွေကမီးရထားလို့ခေါ်ခဲ့ကြပါတယ်။ဒီရထားလမ်းကို Irrawaddy Valley State Railway ကစီမံခန့်ခွဲခဲ့ပါတယ်။တိစောရချက်အကြောင်းရင်းကတော့စီးပွားရေးတိုးတက်ဖို့စံတစ်တတုတင်ပို့ဖို့စစ်ရေးအတွက်လင်းမြန်စွာတည်ယူပို့ဆောင်ဖို့ဖြစ်ပါတယ်။ပထမဆုံးဘူတာကြီးကတော့ရန်ကုန်ဘူတာကြီးပါ။1889ခုနှစ်မှာတည်ဆောက်ခဲ့တာပါ။ဒါပေမဲ့ယနေ့ကျွန်တော်တို့မြင်တွေ့နေရတဲ့ရန်ကုန်ဗဟောဘူတာကြီးကတော့1954ခုနှစ်မှာပြန်လည်တည်ဆောက်ထားတာဖြစ်ပါတယ်။ဖြစ်ပုံကတော့ဒုတိယကမ္ဘာစစ်အတွင်းဖျက်ဆီးခံခဲ့ရဖို့ပါတယ်။1948ခုနှစ်လွတ်လပ်ရေးရပြီးနောက်မြန်မာအစိုးရကယထာလမ်းများကိုဆက်လက်ထိန်းသိမ်းတိုးချဲ့ဆောက်လုပ်ခဲ့ပါတယ်။ယနေ့မှာတော့မြန်မာမီးရထားကစီမံခန့်ခွဲလျက်ရှိပါတယ်။ကိုလိုနီခေတ်ကစတင်ခဲ့တဲ့မြန်မာမီးရထားသမိုင်းဟာဒီနေ့ထိဆက်လက်လည်ပတ်နေစေဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်အပေါင်းလေးနေခဲ့ဦးနော်ပြီး like and follow လုပ်ခဲ့ဦးနော်